လူတယောက်ရဲ့တန်ဖိုးဆိုတာသူများတွေကလာတတ်မှတ်ပေးမှရှိလာတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့တွေကတော်တော်များများဟာကိုယ့်ရဲ့တန်ဖိုးကိုသူများတွေကအတိမတ်ပြုတ်ဖို့စောင့်နေရင်မသိစိတ်ထဲကနေကိုယ့်တန်ဖိုးကိုကိုယ်တိုင်ပြန်ပြီးဖျက်ဆီးမိနေတတ်ကြပါတယ်။တင်ဟာတစ်ခါတလေကြာရင်ငါဟာဘာမှအသုံးမကျဘူးလို့ခံစားနေရလားဒါမှမဟုတ်သူများတွေကတင့်ကိုအလေးမထားဘူးလို့ခံစားနေရလားတကယ်တော့ဒါဟာသူများတွေကြောင့်မဟုတ်ပဲတင်ကိုယ်တိုင်ပြုတ်မှုနေမိတဲ့အလေးချက်အမှားတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်တန်ဖိုး self worth ကိုပျောက်ဆုံးစေပြီးကိုယ့်ကိုယ်မတိမတာဖျက်ဆီးမိနေတဲ့အချက်၅ချက်အကြောင်းကိုဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီအချက်တွေကိုသိသွားရင်တင့်ဘဝကိုအရင်ကထပ်ပိုးပြီးယုံကြည်မှုရှိလာစေမှာဖြစ်ပါတယ်။မင်္ဂလာပါအန်ကယ်ကျော်ဂျာနယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။လူတိုင်းဟာမွေးဖွားလာကြတဲ့ကကိုယ်ပိုင်တန်ဖိုးတစ်ခုစီရှိကြပါတယ်။ဒါပေမဲ့ပတ်ဝန်းကျင်ရဲ့ဖိအားတွေလူမှုရေးအဆင်မပြေမှုတွေနဲ့အစိတ်အတောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကြားမှာကျွန်တော်တို့ဟာကိုယ်တန်ဖိုးကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုမေ့သွားတတ်ကြပါတယ်။ကိုယ်တန်ဖိုးကိုကိုယ်တိုင်မသိရင်သူများကလည်းတင့်ကိုတန်ဖိုးထားမှာမဟုတ်ပါဘူး။ဒါကြောင့်အခုဆွေးနွေးသွားမယ့်အချက်၅ချက်ထဲမှာတင်ကိုယ်တိုင်ရောဘယ်နှချက်လောက်လုံးမိနေလဲဆိုတာကိုတေချာလေးဆန်းစစ်ကြည့်စေချင်ပါတယ်။အရာရာကိုအားနာပြီးနိုးလို့မပြောရတာပါပထမဦးဆုံးအချက်ကတော့အမြဲတမ်းအားနာတာပါပဲလူတိုင်းကိုစိတ်ကျေနပ်အောင်ထားချင်တာတစ်ဖက်လူစိတ်မကောင်းဖြစ်သွားမှဆိုလို့ကိုယ့်ဘက်ကနစ်နာနေပေမဲ့ငင်းဖို့ဝင်လေးနေတာဟာတင့်တန်ဖို့ကိုကြာဆင်းစေပါတယ်။တင်ကအရာရာကိုဟုတ်ကဲ့ရပါတယ်လို့ပဲလွယ်လွယ်ပြောနေရင်လူတွေကတင့်ရဲ့အချိန်နဲ့စေတနာကိုအလဲကားရတဲ့အရာလို့သတ်မှတ်သွားပါလိမ့်မယ်။တခါတလေမလုပ်ပေးနိုင်ဘူးငါမှတခြားအလုပ်ရှိတယ်လို့ပြက်ပြက်တတ်တတ်ညင်းဆိုလိုက်တာဟာတစ်ဖက်လူကိုရိုင်းတာမဟုတ်ပဲကိုယ့်ရဲ့ boundary စီးဝိုင်းကိုသတ်မှတ်လိုက်တာဖြစ်ပါတယ်။ကိုတန်ဖိုးထားတဲ့သူဟာမဟုတ်တာကိုမဟုတ်ဘူးမကြိုက်တာကိုမကြိုက်ဘူးမလုံနိုင်တာကိုမလုံဘူးလို့ရဲပြောရတဲ့တတိရှိရပါမယ်ကိုသူတစ်ပါးနဲ့အမြဲနှိုင်းရှင်တာဒုတိယအချက်ကတော့ယနေ့ social media ခေတ်မှာအဖြစ်အများဆုံးပါဒါကတော့ကိုယ့်ရဲ့နောက်ွယ်ရာကဘဝ behind the scene ကိုသူတစ်ပါးရဲ့ဖန်သားပြင်ပေါ်ကဘဝ highlight reel နဲ့တွားနှိုင်းရှင်တာပါပဲဖုန်းလေးပုတ်လိုက်တိုင်းသူများတွေအောင်မြင်နေတာလှပနေတာခရီးတွေတွားနေတာကိုမြင်ပြီးငါကြမှာဘာလို့ဒီလိုဖြစ်နေရတာလဲလို့ကိုအပြစ်တင်မိတတ်ကြတယ်ဒီနေရာမှာမှတ်ထားစေချင်ပါတယ်နှိုင်းရှင်မှုဟာပျော်ရွှင်မှုကိုခိုးယူတဲ့တခိုးပါတကယ်တော့တင်နှိုင်းရှင်ရမှာကမနေ့ကတင့်ကိုတင်နဲ့ပဲဖြစ်ရပါမယ်သူများနဲ့လိုက်တိုင်းနေတဲ့၍တင်ကပဲတော့မှပြည့်စုံမှာမဟုတ်တယ်လို့တင်မှရှိတဲ့ထူးခြားတဲ့တန်ဖိုးတွေကိုလည်းမြင်နိုင်မှာမဟုတ်တော့ပါဘူးအစိတ်အတောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်မှာအတင်းရုန်းကန်နေထိုင်တာတတိယအချက်ကတော့တင့်ကိုတန်ဖိုးမထားတဲ့နေရာမှာအတင်းတွယ်ကပ်နေတာပါဒါဟာတငယ်ချင်းအတိုင်းအဝိုင်းဖြစ်နိုင်တယ်လို့ relationship အချစ်ရေးဆက်ဆံရေးတွေလည်းဖြစ်နိုင်ပါတယ်။တင့်ကိုအမြဲကူညီပေးတယ်လို့အကြံပေးတယ်လို့နဲ့နှိတ်ချတတ်တဲ့သူတွေတဲ့အောင်မြင်ရင်မုဒိတာမပွားနိုင်တဲ့သူတွေကြားမှာနေသည်၍တင့်ရဲ့အရေးချင်းတွေဟာပျောက်ဆုံးနေမှာပါ။စကပုံလေးလိုပေါ့စိန်တပွင့်ကိုအမှိုက်ပုံနဲ့ထည့်ထားရင်အမှိုက်လိုပဲထင်ကြမှာပါ။တင့်တန်ဖိုးကိုတိတဲ့နေရာတင့်ကိုလေးစားတဲ့အရက်ဒေတာကိုရွေးချယ်တတ်ဖို့လိုပါတယ်။ကိုတန်ဖိုးမထားတဲ့သူတွေကိုတန်ဖိုးမထားတဲ့နေရာကနေထွက်ခွာရဲတာဟာကိုချစ်ရရောက်ပါတယ်နောက်တစ်ခုကအမှားလုံးမိတိုင်းကိုလွန်ကျူးအပြစ်တင်တာ self criticism ထုတ်ထားချက်ကတော့ငါကတော့အသုံးမကျဘူးငါကတော့အမြဲမှားတာပဲဆိုပြီးကိုပြန်ပြီးဝေဖန်အပြစ်တင်ပြောဆိုနေတာပါကျွန်တော်တို့ကတငယ်ချင်းတယောက်အမှားလုပ်ရင်ရပါတယ်နောက်တစ်ခါပြင်လိုက်ပေါ်လို့အားပေးတတ်ကြပေမဲ့တချို့ကကိုယ်တိုင်ကြရင်တော့အဆိုးဆုံးစကားလုံးတွေနဲ့ဝေဖန်တတ်ကြတယ်ကိုယ်စိတ်ထဲကအတန် Anna Boyks ကတင့်ကိုအမြဲနှိမ့်ချနေရင်တင့်ရဲ့ယုံကြည်မှုတွေအားလုံးပြိုလဲသွားပါလိမ့်မယ်တကယ်တော့အမှားဆိုတာသင်ခန်းစာယူဖို့ပါကိုပြန်နှိမ့်ဆက်ဖို့မဟုတ်ပါဘူးဒါကြောင့်ကိုကျင်တာပါBe kind to yourself သင်ဟာလူသားတစ်ယောက်ဖြစ်တဲ့အတွက်မှားပိုင်ခွင့်ရှိပါတယ်ဒါကအရေးကြီးတယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုသူတစ်ပါးလက်ထဲအနှံထားတာနောက်ဆုံးချက်ကတော့အရေးကြီးဆုံးပါအဲ့ဒါကကိုယ့်ရဲ့တန်ဖိုးနဲ့ပျော်ရွှင်မှုကိုအခြားလူတစ်ယောက်ရဲ့အပြုအမူပေါ်မှာသတ်မှတ်ထားတာဖြစ်ပါတယ်သူကစာပြန်မှငါပျော်မယ်သူကချီးကျူးမှငါတော်တာဖြစ်မယ်သူကဂရုစိုက်ပေးမှငါပျော်ရွှင်မယ်သူကငါ့ကိုချစ်မှငါတန်ဖိုးရှိမယ်ဆိုတဲ့အတွေးတွေဟာသင်ကိုတပားသူရဲ့ကြေးကျွန်ဖြစ်စေပါတယ်တကယ်တော့သင်ရဲ့ပျော်ရွှင်မှုနဲ့တန်ဖိုးဟာသူတပားရဲ့လက်ထဲမှာမဟုတ်တယ်လို့သူများရဲ့စကားတခွန်းနဲ့အကြည့်တစ်ချက်ပေါ်မှာမမူတည်ပါဘူးသင်ဘယ်သူလဲဆိုတာသင်ကိုယ်တိုင်ပဲဆုံးဖြတ်ပါကိုယ့်ရဲ့ပျော်ရွှင်မှုကိုဘယ်သူမှယူသွားလို့မရတယ်လို့သူများရဲ့လက်ထဲမှာအမထားပါနဲ့ကဲအခုအထက်မှာကျွန်တော်တို့ဆွေးနွေးသွားတဲ့အချက်၅ချက်ကိုပြန်ကြည့်အောင်အာနာပြီးအမြဲ yes လို့ပြောနေတာကိုသတိပြုပါသူများနဲ့လိုက်နှိုင်းရှင်တာတွေကိုရှောင်ပါအစိတ်အတောက်ဖြစ်နေတဲ့ပတ်ဝန်းကျင်မှာနေမိနေလားသတိပြုပါကိုလွန်ကျူးအပြစ်တင်တာတွေကိုရှောင်ပါနောက်ဆုံးကတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကို
သူများလက်ထက်အမထားပါနဲ့ဒီချက်တွေထက်ကဘယ်နှချက်ကတင့်မှရှိနေလဲရှိနေရင်စိတ်မပူပါနဲ့ဒါကိုသိရှိသွားတာဟာပြုတ်ပြင်ပြောင်းလဲဖို့အတွက်ပထမဆုံးခြေလှမ်းပါပဲဒီနေ့ကစပြီးကိုပြန်ချစ်ပါကိုတန်ဖိုးကိုလည်းကိုယ်တိုင်ပြန်မြင့်တင်ပါဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိစေတယ်ဆိုရင် like လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ်လည်းပျော်ရွှင်မှုနဲ့စိတ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေကိုသိချင်ရင်ကျွန်တော်ရဲ့အန်ကယ်ကျော် channel ကို follow လုပ်ထားနိုင်ပါတယ်အခုကြည့်နေတဲ့မိတ်ဆွေသင်ကိုကိုတန်ဖိုးကိုကိုယ်တိုင်မသိပဲဖျက်ဆီးမိခဲ့တဲ့အတွေ့အကြုံမျိုးရှိလားရှိရင်ကောမန့်မှာမျှဝေပေးခဲ့ပါဦးအားလုံးပဲကိုယ်ပိုင်တန်ဖိုးကိုရှာဖွေတွေ့ရှိပြီးပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်